အာမဏပစ္စည်းဖြင့်နေ့စဉ်ဘဝတွင်နေထိုင်နေလူဘဝဆိုတာအာယုန်တွေရဲ့ကစားကွင်းတစ်ခုပါပဲကျွန်တော်တို့ရဲ့စိတ်ဟာအာယုန်မရှိပဲတစ်စက္ကန့်လေးတောင်ရပ်တည်လို့မရပါဘူးဒီလိုပဲအာမဏပစ္စည်းဆိုတာဟာအာယုန်ကစိတ်ကိုဆွဲဆောင်ခြေစွပြုခြင်းဖြစ်တယ်လို့မှတ်ယူနိုင်ပါတယ်ဒါကိုလည်းရှင်းပြထားတယ်ပြုစုထားတဲ့ post ရှိပါတယ်လောကကြီးမှာကိုကြည့်လိုက်တဲ့အရာကိုကြားလိုက်တဲ့အသံကိုတွေးလိုက်တဲ့အတွေ့အာယုန်တွေကကိုယ့်ရဲ့စိတ်ချမ်းသာမှုနဲ့ဆင်းရဲမှုကိုဆုံးဖြတ်ပေးသွားတာဖြစ်ပါတယ်ခန္ဓာကိုယ်ကျန်းမာဖို့အာရရှိတဲ့အစားအသောက်တွေကိုရွေးချယ်စားသောက်ရတယ်လို့ပဲစိတ်ကျန်းမာဖို့အတွက်လည်းအာယုန်ကောင်းတွေကိုရွေးချယ်ဖို့လိုပါတယ်နေ့စဉ်ဘဝမှာအဆိုးမြင်စကားတွေအမုန်းပွားစရာသတင်းတွေနဲ့ဝေဖန်တိုက်ခိုက်မှုတွေကိုပဲအာရုံပြုနေမယ်ဆိုရင်ကိုယ့်ရဲ့စိတ်ဟာစိတ်တက်နေတဲ့အစာကိုစားနေရတယ်လို့ပဲဖြစ်နေပါလိမ့်မယ်။လှပတဲ့ပစ္စည်းကားတစ်ချက်ကိုကြည့်ရင်စိတ်အေးချမ်းသွားတယ်လို့ချမ်းတဲ့မြင်ကွင်းတစ်ခုကိုမြင်လိုက်ရရင်စိတ်ကတုန်လှုပ်သွားစေတယ်။အဲ့ဒီသဘောကိုပဲဆိုလိုပါတယ်။ဒါဟာအာမဏပစ္စည်းရဲ့အစွမ်းပါပဲဒါကြောင့်ကိုယ်စိတ်ထဲကိုဘယ်လိုအာယုံတွေပေးသွင်းမလဲဆိုတာကိုအမြဲတမ်းနဲ့စစ်ဆေးသင့်ပါတယ်အာမဏပစ္စည်းရဲ့သဘောတရားအရစိတ်ဟာအာယုံတစ်ခုကိုဆွဲမြဲစွာကင်ထားတတ်ပါတယ်စုံတယောက်ကကိုယ်ရိုင်းဆိုင်ပြောလိုက်တဲ့အခါအဲ့ဒီရိုင်းဆိုင်အတန်ဆိုတဲ့အာယုံကစိတ်ထဲမှာဆွဲကြံရစ်တယ်အဲ့ဒီအာယုံကိုပဲထက်တလဲလဲပြန်တွေးနေရင်ကိုယ်စိတ်ကပူလောင်နေမှာပါပဲဒါကြောင့်မေ့ပစ်လိုက်ပါလို့ပြောတာဟာအဲ့ဒီဆိုးရတဲ့အာယုံကိုပစ္စည်းအဖြစ်အသုံးမပြုတော့ပဲလွတ်ချလိုက်ဖို့ပြောခြင်းသဘောတက်ရောက်တာပါစိတ်ကိုကောင်းမွန်တဲ့အာယုံတစ်တစ်ခုဥပမာအားဖြင့်မေတ္တာပွားခြင်းအလုပ်အာယုံစိုက်ခြင်းဒါရီစီကိုပြောင်းရွှေ့လိုက်တာနဲ့အာယုံဟောင်းတွေကပျောက်ကွယ်သွားပါလိမ့်မယ်အဲ့ဒီလိုမဟုတ်ဘူးအဲ့ဒီလိုမလုပ်ဘူးအာယုံကိုမပြောင်းဘူးခက်ထန်တဲ့အာယုံကိုပဲဥတည်နေတာဆိုရင်စိတ်ထဲမှာဆွေးမြဲအောင်အာမဏပစ္စည်းကထောက်ပံ့ပေးလိုက်မှာပဲဖြစ်ပါတယ်ပြီးတဲ့အခါအာယုံကောင်းကိုဖန်တီးသူဖြစ်ဖို့လေလိုအပ်လာပါတယ်မိမိကိုယ်တိုင်ကသူတစ်ပါးအတွက်အာယုံကောင်းဖြစ်အောင်နေထိုင်ခြင်းဟာအမြင့်မြတ်ဆုံးသောနေထိုင်နည်းဖြစ်တယ်လို့ဆိုလိုချင်ပါတယ်ကိုယ့်ရဲ့ပြုံးရွှင်တဲ့မျက်နှာဟာတစ်ဖက်လူအတွက်အေဂျင့်တဲ့အာယုံကိုယ့်ရဲ့အားပေးစကားဟာစိတ်သက်ကြနေသူအတွက်နိုးထလာစေတဲ့အာယုံကိုယ့်ရဲ့ချင်နာတဲ့လုပ်ရဟာလောကကြီးကိုလှပစေတဲ့အာယုံကိုယ်တိုင်ကအာယုံကောင်းတွေကိုထုတ်လွှတ်ပေးနေတဲ့အရင်းအမြစ်ဖြစ်နေမယ်ဆိုရင်ကိုယ်ဘိနာကလူတွေဟာလည်းအာမဏပစ္စည်းရဲ့အကျိုးကျေးဇူးကြောင့်စိတ်ချမ်းသာမှုကိုရရှိနိုင်ရမှာပဲဖြစ်ပါတယ်ဆိုတော့အာယုံကောင်းတွေမမွေးမြူတတ်ဘူးအဆိုးအာယုံတွေပဲပေါ်တယ်မြင်လဲကြားတယ်သိတယ်ဒါတွေကိုဘယ်လိုကြော်ဖြတ်ရမလဲဆိုတဲ့အမေးလဲရှိလာနိုင်ပါတယ်အဲ့ဒီအတွက်အဖြေကတော့သ
တတိပါပဲအဲ့ဒီအတွက်အဖြေကတော့တတိပါပဲတတိနဲ့မှပဲအာယုံကိုထိန်းချုပ်နိုင်ပါလိမ့်မယ်နေ့စဉ်ဘဝမှာအာယုံတွေကရုံးရင်းစက်ခတ်ဝင်လာတတ်ပါတယ်ဥပမာအနေနဲ့ social media ကိုကြည့်လိုက်တဲ့အခါစိတ်အနှောက်အယှက်ဖြစ်စရာအာယုံတွေတွေ့နိုင်ပါတယ်တွေ့နိုင်တယ်အဲ့ဒီအချိန်မှာငါစိတ်ကိုဒီအာယုံတဲ့အကြဆုံးမခံဘူးဆိုတဲ့တတိကတ်နိုင်ဖို့လို့အလှပါတယ်အာယုံကစိတ်ခေါ်ဆောင်ရနောက်ကိုမလိုက်ပဲစိတ်ကလာအာယုံကိုရွေးချယ်နိုင်အောင်ကြင့်ကြံရပါမယ် please အာယုံကစိတ်ခေါ်ဆောင်ရနောက်ကိုမလိုက်ပဲစိတ်ကသာအာယုံကိုရွေးချယ်နိုင်အောင်ကြင့်ကြံရပါမယ်ဒါဟာအာမလပစ္စည်းဖြင့်နေထိုင်ခြင်းဖြစ်ပါတယ်ညီကုန်းချုပ်ရရင်လူတစ်ယောက်ရဲ့ဘဝအရေးသွေးဆိုတာဟာသူ့နေ့စဉ်အာယုံပြုနေတဲ့အရာတွေပေါ်မှာပဲမူတည်ပါတယ်အာမလပစ္စည်းသဘောတရားကိုနားလည်တဲ့သူဟာမိမိစိတ်ကိုစုခက်တွေကြားတဲ့အာယုံမပြုစေပဲပန်းခင်းတဲ့လမ်းပေါ်မှာပဲအာယုံပြုရှောက်လန်းတတ်ပါတယ်ဒီနေ့ကိုယ့်ရဲ့စိတ်ထဲမှာဘယ်လိုအာယုံမျိုးကိုအခက်ချွေးမွေးမလဲဒေါသအာဃာတဆိုတဲ့အစိတ်တဲ့အာယုံတွေလားဒါမှမဟုတ်မေတ္တာကိယူလားအေးချမ်းမှုဆိုတဲ့အာဟာရအာယုံတွေလားအာယုံကောင်းမှစိတ်ချမ်းသာမှာဖြစ်တယ်လို့စိတ်ချမ်းသာမှာဖြစ်တယ်လို့စိတ်ချမ်းသာမှာဖြစ်တယ်လို့ဘဝကလည်းလှပမှာဖြစ်ပါတယ်ထက်ပါဆိုလို့ရင်းဖြင့်အာမလပစ္စည်းရဲ့အကြောင်းအကျိုးကိုဆင်ခြင်နိုင်ကတနေ့တာကိုအကောင်းဆုံးအာယုံအတွေ့ငွေးမြူပြီးကျေးဇူးပြုနိုင်ကြပါစေလို့ဆန္ဒပြုရင်ဆုံးသက်လောက်ပါတယ်ကျေးဇူးတော်ပါကျွန်တော်ရေးတွေ့ပါ